Okay ဒါရော Inter Miami ဒုတိယပိုင်းတော့ပြန်လည်ပြီးတော့စတင်ပြီဖြစ်ပါတယ်ပွဲစားနဲ့ကျွန်တော်တိုက်စစ်စင်မှုစူးစမ်းနေခင်ဗျာလက်ပြပုံရလိုက်ခင်ဗျာကမ်းပြီကိုရရှိဖို့စူးစမ်းခဲ့ပေမဲ့လည်းကိုရမကအရင်ကောင်းနေရလဲဖြစ်ပါတယ်ဩရလာပြန်ပြီခင်ဗျာကမ်းပြီဒီချိန်မှာတော့ Inter Miami အတင်းအနေနဲ့တစ်ဖက်တင်းရကိုရမကောင်းမှုကြောင့်ကိုရရှိဖို့စူးစမ်းရဲ့နှစ်ကြိမ်စလုံးမှာမအောင်မြင်ခဲ့ရလဲဖြစ်တယ်ခင်ဗျာကောင်းနိုင်တယ်ကမ်းပြီကိုပေါက်လွဲချိုခဲ့တော့လဲကျွန်တော်တွေးမိရတယ်တန်ရာရနေရလဲဖြစ်ပါတယ်ကျွန်တော်တို့ post mount အတင်းရကမ်းပြီInter Miami အတင်းနေနေတော့ကျွန်တော်အဆုံးတတ်တဲ့နေရာမှာနည်းနည်းလေးလိုနေလို့ပြောလို့ရခင်ဗျာဒုတိယပိုင်းမှာInter Miami အတင်းရတောက်လျှောက်ကိုတွင်မှုစူးစမ်းနေရလဲဖြစ်ပါတယ် post mount အတင်းမယ်အရှိကိုလမ်းရောထည့်ပေးတာလေpost mount အတင်းမယ်ရတယ်တော့ရှောက်ပဲကမ်းကိုရရှိဖို့စူးစမ်းခဲ့ပေမဲ့လည်းကိုလိုမာဖမ်းယူထားခဲ့ရတယ်ဖြစ်တယ်ခင်ဗျာโอเคအခုချိန်မှာတော့ကျွန်တော်တို့90 မိနစ်ကိုကြော်လွန်လာတဲ့အချိန်မှာတော့1-1ဖြစ်နေအောင်လဲတွေ့ရပါတယ်အချိန်မှာပဲတိုက်စစ်ဆင်လာပြီတောက်လျှောက်ပဲလမ်းကောင်းလိုက်တယ်ကောင်းတိုင်းလိုက်ပြီမဲ့လည်းကျွန်တော်နည်းနည်းအားနေတော့လဲတွေ့ရတယ်post mount တင်ရမယ်လူစားလဲမှုတွေပြုလုပ်နေအောင်လဲတွေ့ရပါတယ်ကမ်းပြီInter Miami တင်းနေနဲ့ကိုရရှိဖို့စူးစမ်းနေနေလေကိုဘာမတင်ရအောင်လဲညောင်ခင်ဗျာပွဲချိန်ပြီးဆုံးသွားခဲ့ချိန်မှာတော့တည်ရလက်နေပဲကျွန်တော်တည်ရမဟုတ်ပါဘူးခင်ဗျာInter Miami အတင်းရပဲအနိုင်ရရှိသွားခဲ့အောင်လဲကျွန်တော်တွေ့ရခင်ဗျာ